တော့15လောက်လည်းပဲဆန်းပြပေးမယ်ဘာလို့လဲဆိုတော့အရင်ပို့ထောင်အောင်မှာဆိုလို့ Rambo 100 200 watt ထိထွက်တယ်ဒီ Bluetooth speaker လေးကိုကျွန်တော်တစ်ချက်ကလိကြည့်တာမယ် LED မီးလည်းပါတယ်တော်တော်လေးမိုက်တယ် power ခလုတ်လေးရဒီကောင်လေး on off လုပ်လို့ရတယ် LED လည်းတော်တက်ဖွင့်လို့ရတယ်ဖွင့်ဝင်ကြမှာဆိုရင်ဒီကောင် audio ကျိုးနဲ့အရင်ချိတ်တဲ့မှုအရင်ဝင်တယ် Bluetooth ချိတ်မယ်ဆိုရင် မော်ချိတ်တဲ့ခလုတ်လေးပါတယ်ဒီကောင်လေးကိုနှိပ်ပေးရုံပဲFN လည်းပါတယ်ဒါလေးကတော့သူ volume တိုးကျယ်လုပ်တဲ့ခလုတ်လေးပေါ့နော်ဒီအောက်ကဟာကျတော့သူ့ရဲ့ microphone နဲ့ပတ်သက်ပြီးတော့ control လုပ်ပေးထားရပေါ့နော် echo ပါမယ် treble ပါမယ် bass ပါမယ် phoneo ပါမယ်ဒါကတော့ guitar ပေါ့နော်သူ guitar အတန်တိုးချော်ပေါ့ဒီကောင် electric guitar လေးနဲ့လည်းရတယ် guitar အပေါင်လေးလည်းပါတယ်ကျိုးလေးချိန်ပြီးသုံးရုံပဲ Bluetooth များရဲ့ mic တွေဆိုရင်လည်းဒီမှာကျိုးလေးနဲ့ချိန်ပြီးတော့သုံးပြီးလို့ရတယ်အဝေးရနေပြီးတော့ mic နဲ့ပြောလို့ရအောင်လို့လည်းဒီမှာ mic နဲ့လေးပါထည့်ပေးထားတယ်ဒီမှာ mic နှစ်ချောင်းလည်းပါတယ် mic တွေရော remote တွေရောဒီထဲမှာအကုန်ပါပြီးသားခီးဆောင်အဲ့လိုမျိုးတည်သွားလို့လည်းရတယ်အောက်မှာလည်းဒီကောင်ဘိန်းလုံးလေးပါတယ်ဘယ်လိုလား AC လေးတည်သွားလို့ရတယ်ဒီကောင်လေးကတော့ battery 9000 mAh ကြီးပါပြီးတော့အားပြေးဆိုရင်9နာရီလောက်တချင်းစတိုက်ဖွင့်ထားလို့ပါရတယ်